2026ကုန်မို့229ရက်ပဲကျန်တော့တယ်။အဲ့ဒါဆိုရင်တော့ဒီ2026ရဲ့အချိန်ကပြောရရင်နှစ်ဝက်နီးပါးလောက်ကုန်သွားပြီ။ဒီစကားကိုကြားလဲတဲ့အချိန်မှာတချို့တွေထင်ကြမယ်ဟာအချိန်ကုန်တာမြန်လိုက်လားပေါ့နော်ငါဘာမှတော့မလုပ်ရသေးဘူး။အမှန်တကယ်အချိန်ကုန်တာမြန်တာမဟုတ်ပါဘူး။ကိုကဘာမှမလုပ်ဖြစ်တာပါ။ဒါဆိုရင်ဒီ2026ရဲ့ကျန်တဲ့6လကိုဘယ်လိုအသုံးချကြမလဲဆိုတာကိုဒီနေ့ podcast မှာဆွေးနွေးကြမယ်။တကယ်တော့လေအချိန်ဆိုတာကသုံးမသုံးကုန်သွားမယ့်အရာကိုကအချိန်တစ်နာရီလောက်အိတ်လိုက်တယ်ဆိုရင်လည်းကိုကအချိန်ဖြုံးလိုက်တာပဲတစ်နာရီလောက်ကို schooling လုပ်ရတယ်ဆိုရင်လည်းကိုကအချိန်ဖြုံးလိုက်တာပဲအမမကိုကတစ်နာရီစာလောက်အင်္ဂလိပ်စာလေ့လာတာပဲဖြစ်ဖြစ်ဂျပန်စာလေ့လာတာပဲဖြစ်ဖြစ်တရုတ်စာလေ့လာတာပဲဖြစ်ဖြစ်အဲ့ဆိုလည်းကိုကအချိန်ကိုကောင်းမှုဆိုတာနဲ့အကျိုးရှိရှိနဲ့အသုံးချလိုက်တာပဲတစ်နာရီချင်းကုန်းဆုံးကြချင်းတော့အတူတူပဲဒါပေမဲ့သုံးနာချင်းတော့မတူဘူးလူတိုင်းကညီတူညီမျှပဲအချိန်ကိုစီ24နာရီရထားကြရပေါ့နော်ဒါပေမဲ့အဲ့ဒီ24နာရီကိုအကျိုးရှိရှိအသုံးချတတ်တဲ့လူနဲ့ဒီအချိန်ကိုဖြုံးလိုက်တဲ့လူနဲ့နောက်ဆုံးကြလို့ရှိရင် results တွေကလုံးဝမတူပါဘူး2026ကုန်သွားတဲ့အခါမှာလူ2မျိုးကွဲသွားလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ဟာအချိန်ကုန်သွားပြီငါဘာမှမလုပ်လိုက်ရပါလားဆိုပြီးတော့နောင်နာရတဲ့လူနဲ့ဒီနှစ်ကတော့9ရက်နှစ်ပဲဆိုပြီးတော့လုံးဝ confident တွေတက်လာတဲ့လူနဲ့2မျိုးကွဲသွားလိမ့်မယ်ပြောလို့ရှိရင်ဒီ different ဒီလိုမျိုးခြားနားချက်ကလေ challenge တွေကြောင့်မဟုတ်ဘူးနေ့စဉ်နေ့တိုင်းကိုလုံးနေတဲ့ habit အသေးလေးတွေကပဲကိုပြောင်းလဲစေတာအဲကြောင့်တစ်နေ့ကိုအများကြီးတိုးတက်အောင်မလုပ်နဲ့တစ်နေ့ကို 1% လောက်ပဲတိုးတက်အောင်လုပ်ပေါ့နော်တစ်နေ့ကြာလို့ရှိရင်လုံးဝ completely different person ဖြစ်သွားလိမ့်မယ်တခြားလူတွေနဲ့မတူဘဲနဲ့ကိုကခေါင်းတစ်လုံးပိုတာနေတဲ့လူမျိုးဖြစ်သွားလိမ့်မယ်ဒီ2026မှာကြံရှိနေတဲ့ရက်တွေမှာကိုမေးတဲ့မေးခွန်းတစ်ခုရှိရယ်ငါဒီနေ့လုပ်နေတဲ့အရာကငါရဲ့ future ကိုပိုကောင်းလာစေမှာလားအဖြေက no ဆိုလို့ရှိရင်တော့ကိုကဒီနေ့ကစပြီးတော့ပြောင်းလဲလို့ရတယ်တချို့လူတွေကတော့ပြောကြတယ်motivation မရှိဘူးဘာမှလုပ်လို့မရဘူးအမှန်တကယ်ကလေ motivation ကြောင့်လူတွေကပြောင်းလဲတာမဟုတ်ဘူးကိုနေ့တိုင်းလုပ်နေတဲ့အကျင့်တွေကြောင့်ပဲပြောင်းလဲတာနောက်ပြီးတော့ motivation ကအမြဲတမ်းမလာဘူးကိုနေ့စဉ်လုပ်နေတဲ့ discipline တွေစီကံတွေကပဲကိုပြောင်းလဲစေတာလူတွေမှာ2မျိုးနဲ့စားကွဲသွားတယ်ပေါ့နော်နေ့တိုင်းဂျင်စောနေတဲ့လူတယောက်ပေါ့နော်ဂျင်ကိုသွားချင်တဲ့စိတ်မရှိတဲ့နေ့မှာဂျင်ကိုရောက်သွားတဲ့လူကအဲ့ဒီလူကအနိုင်ပဲဒီနေ့မှာစာလုပ်ချင်စိတ်မရှိဘူးဒါပေမဲ့စာကြည့်စပွဲမှာထိုင်နေစာလုံးဝအများကြီးမကြည့်ဖြစ်ရင်တော့ဖတ်မိတဲ့လူကအနိုင်ပဲကိုက business တွေလုပ်နေပြီ content တွေ creation တွေလုပ်နေတယ်ဒါပေမဲ့ကိုရဲ့ social media မှာ view မရသေးတဲ့အချိန်မှာတော့ကိုကဆက်လုပ်နိုင်နေဆိုရင်အဲ့လူကအနိုင်ပဲဘဝမှာလေ result ရနေတဲ့လူကအရန်ကိုတော်နေတဲ့လူတွေအရန်ကိုတက်နေတဲ့လူတွေမဟုတ်ဘူးသူတို့ကလှုပ်ချင်စိတ်မရှိတဲ့နေ့တွေမှာတော့သူတို့ကဆက်လုပ်သွားလို့ဒီမျိုးအောင်မြင်ကြတာပေါ့နော်ပြောလို့ရှိရင်သူတို့ကဘာပဲဖြစ်လာငါလုံးဝမရက်ဘူးဆိုရဲစိတ်နဲ့ဆက်လုပ်ကြတဲ့လူတွေ2026မှာကိုတကယ် serious ဖြစ်တဲ့အရာတစ်ခုရှိရဲ့အဲ့ဒါကတော့ time ပေါ့နော်ပတ်စံကုန်သွားလို့ရှိရင်ပတ်စံကပြန်ရှာလို့ရတယ်ကိုယ့်ရဲ့ relationship တွေဒီ toxic relationship တွေရှိလို့ရှိရင်ပြတ်သွားလို့ရှိရင်ဒီ relationship ကပြန်တည်ဆောက်လို့ရတယ်ဒါပေမဲ့အချိန်ကုန်သွားလို့ရှိရင်တော့အချိန်ကပြန်ရှာလို့မရဘူးဝယ်လို့လည်းမရဘူးငွေဘလောက်ပုံပေးအချိန်ကပြန်မလာဘူးလူတော်များများပြောကြတဲ့စကားရှိရဲ့အဲ့ဒါကတော့မနှက်ဖြန်ကြရင်လှုပ်လိုက်မယ်တကယ်လို့ဒီနေ့မလုပ်ဘူးမနှက်ဖြန်မှလုပ်မယ်ဆိုရင်လည်းမနှက်ဖြန်ရောက်သွားရင်လည်းမနှက်ဖြန်ကဒီအချိန်ကိုဖြစ်နေမှာပဲအတူတူပဲလေမနှက်ဖြန်ရောက်သွားရင်လည်းဒီအချိန်ပဲအဲ့တော့ကိုလှုပ်ရရှိတဲ့အရာတွေကိုဒီနေ့မှာပဲချက်ချင်းလုပ်လိုက်ပါနောက်တစ်ခုကလေ social media ကိုယ့်ရဲ့အချိန်တွေကိုခိုးနေရပါလဲဆိုတော့ social media မှာ scrolling လုပ်လို့ရှိရင်3နာရီလောက်ပျောက်သွားတာကိုမသိရအောင်မသိမသာပဲ social media ကိုယ့်ရဲ့အချိန်တွေကိုလေမသိမသာကြီးကိုခိုးယူနေရကိုကစိတ်ကူးကြည့်လိုက်ပေါ့နော်တနေ့ကို3နာရီလောက်ကို story လုပ်မယ်ပေါ့နော်အင်္ဂလိပ်စာဖြစ်ပါဖြစ်တစ်လဆိုရင်နိုင်ပေါင်း90တစ်နှစ်ဆိုရင်နိုင်ပေါင်း1000ကျော်သွားလိမ့်မယ်အဲ့ဒီချိန်မှာအင်္ဂလိပ်စာသင်လာလို့ရှိရင်ကိုယ့်ရဲ့ level ကလုံးဝ fluently ပြောနိုင်လိမ့်မယ်အချိန်ကိုကွာဂျင်သွားထားလို့ရှိရင်ကိုယ့်ရဲ့ body ကလုံးဝ changes ဖြစ်သွားလိုက်မယ်အဲ့ဒါကြောင့်အရန်ကိုအောင်မြင်တဲ့လူတွေကအချိန်ကိုဘာကြောင့်သူတို့ serious ဖြစ်ကြတာလဲပေါ့နော်အဖြေကအဲ့ဒါကြောင့်ပါ2026မှာကိုယ့်ရဲ့ environment ကိုလည်းကိုယ်ကယူဆိုင်တင်တယ်ကိုယ်တိုင်က negative people တွေနဲ့ရှိနေလို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ကလည်းအများနဲ့ negative ဖြစ်နေလိမ့်မယ် lazy people တွေနဲ့ပေါင်းလို့ရှိရင်လည်းကိုယ်တိုင်ကလုံးဝ lazy ဖြစ်နေလိမ့်မယ်အဲ့ဒါကိုပေါင်းတဲ့လူတွေကအရေးကြီးရပေါ့နော်ကိုယ်တိုင်က ambitious ဖြစ်တဲ့လူတွေနဲ့နေကိုယ်တိုင်ကလည်းလုံးဝတိုးတက်ချင်လာလိမ့်မယ်အဲ့ဒါကြောင့်ရည်မှန်းချက်ကြီးတဲ့လူတွေနဲ့ပဲပေါင်းပါ energy တွေကပြန့်နှံ့တတ်တယ်
ကောင်းမွန်တဲ့ energy တွေနဲ့ရှိလို့ရှိရင်ကိုယ်တိုင်ကလည်းလုံးဝစိတ်ကိုကြည်လင်လန်းဆန်းနေတယ်ဥပမာအဖြစ်ဆိုရင်တချင်လုံးဝဆူဆူညံညံတချင်ကိုကြားလာလို့ရှိရင်လူတွေကလုံးဝစိတ်တွေတိုးလာကြတယ်အဲ့လိုမှမဟုတ်ဘူး realization music တွေအဲ့အတန်တွေကြားလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလည်းအေးချမ်းလာတယ်အဲ့သဘောမျိုးပါကိုယ့်ရဲ့ future ကိုလေ seriously care လုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ဘေးနားကလူတွေကိုပါယူဆရမယ်တချို့လူတွေကထင်ကြတယ်ပေါ့နော်အချိန်ရှိသေးတယ်လို့ထင်ကြတယ်အချိန်ကမရှိတော့ဘူးနော်တကယ် reality မှာဆိုရှင်ကိုယ့်ရဲ့ life ကလေလုံးဝကိုမြန်တယ်ကိုဒီချိန်မှာကိုကြည့်လိုက်တဲ့ချိန်မှာဟာအခုမှ10ရန်ပေါ့နော်နောက်ထပ်မျက်စိတစ်မိတ်တွေမှာပဲဘွဲရသွားပြီလောက်ခွင်ဝင်နေပြီအိမ်အောင်နေပါတွေကြောက်သွားပြီအချိန်ကလုံးဝကို fast ဖြစ်တယ်အရန်ကိုမြန်တယ်ခုပဲကြည့်2025လို့ထင်နေတော့2026တဝက်တောင်ကျိုးနေပြီနောက်ထပ်တတိယရတဲ့အချိန်မှာ2029ကိုရောက်ချင်တော့ရောက်နေလိမ့်မယ်ကိုကဒီ2026ကုန်လို့ရှိရင်လုံးဝနောင်နာနဲ့မနေရအောင်ကိုယ့်ရဲ့ဒီကြန့်ရှိနေတဲ့အချိန်တွေကိုအကျိုးရှိအောင်လုပ်တင်တယ်ကိုယ့်ရဲ့ action ယူလို့ရပါတယ်ဒီပြောရလို့ရှိရင်ဒီ small habit လေးတွေကဘာမှမဟုတ်ဘူးလို့ထင်ရပေမဲ့လေဒီ action တွေကတဖြည်းဖြည်းနဲ့ပေါင်းမိသွားလို့ရှိရင်လုံးဝကိုအကြီးကြီးဖြစ်သွားလိမ့်မယ်ကိုယ့်ရဲ့ဘဝကိုလုံးဝ changes ဖြစ်သွားလိမ့်မယ်ဒီ small action တွေကပဲကိုယ့်ရဲ့ big future ကိုတည်ဆောက်တာပေါ့နော်ဒီနေ့ကိုစာမျက်နှာဖတ်တာဒါကလည်း action တသေးလေးပဲဒီနေ့ကိုအင်္ဂလိပ်စာ30မိနစ်လေ့လာတာဒါကလည်း action တသေးလေးပဲဒီနေ့ကို workout 1နာရီလောက်လုပ်တာဒါကလည်း action တသေးလေးပဲဒါပေမဲ့ဒီ action တွေက6လတစ်နှစ်ဆိုရင်ဘယ်လောက်တောင်မှ power တွေပြင်းလာလိမ့်မလဲအဲ့ဒါဆိုကိုကိုမေးကြည့်ရမယ်ဒီ2016ကုန်တဲ့အချိန်မှာငါ proud ဖြစ်ချင်လားဒါမှမဟုတ်နောင်နာနဲ့နေချင်လားကို proud ဖြစ်နေဆိုရင်တော့အခုကလေးကစပြီးတော့လုပ်တင်ပါပြီ action ယူတင်ပါပြီကိုယ့်ရဲ့ decision တွေကလေကိုဒီနေ့လုပ်တဲ့အလေးချိန်တွေပေါ်ပဲမူတည်တာအချိန်ကဘယ်သူ့ကိုမှမဆောက်ဘူးဒီတိုင်းနေလည်းကုန်သွားမှာပဲအိတ်နေလည်းကုန်သွားမှာပဲကိုအလုံးလုံးနေလည်းအချိန်ကကုန်သွားမှာပဲဒါဆိုရင်ဘာလို့အချိန်ကိုဖြုံးနေမှာလဲခုချက်ချင်းထားပြီးတော့လုပ်စရာရှိတဲ့လုပ်တွေကိုလုပ်လိုက်ပါအားလုံးပဲမင်္ဂလာရှိတော်နေလေးဖြစ်ကြပါစေ